စားစမ်းပါမီအခုဒါခေါ်တငယ်ချင်းနေရပါတော့စိုက်သီးရောတာမွားနေပြီးတော့ရေတကွန်သွားမှာဖြစ်ပါတယ်လမ်းကြောင်းအခက်အခဲရှိလို့ကားစီးလို့မရတဲ့ကြောင့်လမ်းလျှောက်ပြီးသွားမယ်ဆိုတော့ဒီတောင်ဝင်လာကလို့အကောင်လုံးလမ်းလျှောက်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်တော့လမ်းမှာဘယ်လောက်တောင်စီမလဲဘာတွေကိုဖြတ်သန်းသွားမလဲဆိုတော့အစောင်းရကြည့်ပါရှင် let's go ကဲအခုတော့ပေါ့နော်တငယ်ချင်းတွေစုပြီးတော့ခရီးသွားတဲ့ free ရအရင်က good ပါတယ်အခုတော့တက်ကြီးလက်ကြီးပေါ့နော်လူငယ်ဘွားရဲ့အနှစ်သာရတွေကိုရောင်းနေပါလေအေးဒါအခုလိုလေအစထွက်ပေါ့စထွက်မှာအားတော့တက်ကြွနေတယ်တဝက်ကြဘာတွေဖြစ်မလဲတော့မသိဘူးပေါ့နော်ကဲဟုတ်ပြီဟာအရင်လာရေးသပင်ကင်းတဲ့လူကိုတက်လို့ရတယ်ဟာဒါဘာဖြစ်တာနေကရိုးမှာဟုတ်ပြီလာတယ်ဟဲ့ဘေးကအထိုင်ကိုလည်းစွဲတယ်ဒါကတော့နောက်ကထော့နေပေါ့နော်ရေတကွန်သွားတဲ့လမ်းမှာအခုလိုမျိုးပေါ့နော်အတင်းခေါ်ပြီးတော့ဆေးလိမ့်နဲ့အဖွဲရလေးတက်ရှိပါတယ်ရေတကွန်သွားတဲ့လမ်းမှာအခုလိုဆေးဆိုင်တွေအထည်ဆိုင်တွေစားတောက်စရာဆိုင်တွေနဲ့စီစီကကရှိနေပါတယ်ရှင်ရေတကွန်ကိုသွားတဲ့လမ်းကကြေကံပါဇက်ကိုသွားတဲ့လမ်းနဲ့တကြောတဲ့မို့လို့ခေါ်ရတငယ်ချင်းတွေကကြေကံပါဇက်ကိုလည်းသွားပြီးတော့လစ်လာခဲ့ပါသေးတယ်ရှင်မလျှော်နဲ့ရောက်တော့မီစူးစားစမ်းပါမီဘယ်လိုပါရလားပုတ်ပေးရေတကွန်ကိုသွားတဲ့လမ်းကအခုလိုမျိုးမတ်ဆောက်တာတွေလမ်းကျက်နာတယ်ပြီးအရင်ချောတဲ့နေရာတွေရှိနေပြီမဲ့လေတောတောင်ရေမြေတဘာဝနဲ့တကယ်တိုက်ရိုက်ထိတွေ့ရတဲ့အခါတဘာဝလေတွေတဘာဝမြင်ကွင်းတွေနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ feeling တော့တငယ်ချင်းတွေနဲ့အတူတူသွားတဲ့ feeling ကလေအရန်ကိုမှကောင်းပါရဲ့ရှင်မလျှော်နဲ့ရောက်တော့မီစူးစားဆောင်ပါမီကုသိုလ်ရေးအားရေးကြည်သည်ဘိုးဘိုးကြီးမာသည်မလျှော်နဲ့ရောက်တော့မီစူးစားတတ်ပါမီကုသိုလ်ကျိုးအားကိုကြည်သည်ဘိုးဘိုးကြီးမာသည်မလျှော်နဲ့ရောက်တော့မီစူးစားတတ်ပါမီကုသိုလ်ကျိုးအားကိုကြည်သည်ဘိုးဘိုးကြီးမာသည်လမ်းတွေစီလမ်းတွေညီအပန်းကြီးကသွားသည်စပန်းတွေစီလမ်းတွေညီကဲအခုကတော့ကြက်တီးတောင်အောက်မှာရှိတယ်ရေတကွန်သွားနေလို့တငယ်ချင်းဖွဲ့တွေအကုန်လုံးဟာမကြီးမောလို့အမောပြနားနေပါလေရှင်ဒီမှာတစ်ဖွဲ့လုံးခေါ်တော့အဲ့လိုတခါမှမရမသွားပြီးတော့ဒီလောက်လမ်းကျမ်းမယ်ခေါ်လုံးဝမချင်တာဘူးပေါ့နော်အဲ့ဒါမဲ့လေဟိုအတွေ့အကြုံအစ်စ်လည်းရတယ်တဘာဝအလှတရားအစ်စ်ကိုလည်းခံစားရတယ်ပေါ့ကွယ်ဟုတ်တယ်နော်ကဲအခုကခံစားရတဘာဝဆက်သွားမယ်တဘာဝလက်တွေရိုဆက်ပြီးခံစားလိုက်ပါဦးရှင် Let's go ကဲအခုဆိုရင်ဒါခေါ်တော့ပေါ့နော်တောင်ကဲတော်တော်လေးကိုနဲ့တဲ့တောနဲ့ထဲကိုရောက်လာပြီဆိုတော့လေတကယ်တော်ရဲ့တဘာဝအစ်စ်ကိုခံစားရတယ်ဒီပါဆိုလို့ရှိပေါ့နော်တော်ရဲ့ရနက်တစ်ပင်လေးတွေရနက်ပြီးလေပေါ့နော်အစလာရဲ့အားငွားတယ်တကယ်ကိုခရီးထွက်ခြင်းရဲ့အနှစ်တွေပေါ့နော်ဆိုတော့လေဒီကြိုက်တီကိုလာလာရေတကုံအမြဲတမ်းခေါ်တော့ကားနဲ့ပဲဆင်တာများတယ်တခါတော့ခေါ်တော့အခုလိုလမ်းလျှောက်ပြီးတကယ်ချင်းအုပ်လိုက်ဆင်းကြဆိုလေတကယ်တဘာဝအစ်စ်ကိုဒီမှာတကယ်ခံစားရပါတယ်ဆိုတော့လေအရန်ကောင်းတယ်အဲ့တော့တကယ်ချင်းနေစုပြီးခရီးထွက်ပါခရီးထွက်ခြင်းဟာငယ်ရွယ်နုပြုံနေမဟုတ်ဘူးကျမ်းပါရပါကောင်းစီပါလေရှေ့ကဲလိုက်ခဲ့ပါဦးဘိုးဘိုးကြီးမာမီလမ်းတွေစီလမ်းတွေညီအပန်းကြီးကသွားသည်စပန်းတွေစီလမ်းတွေညီအပန်းကြီးကသွားသည်ရောက်ပါပြီရေကောတောင်ရဝင်ချိန်မှဝင်မဆက်ကလေးတွေတဘာဝရည်စည်းတန်လေးကိုကြားလိုက်တဲ့အချိန်မှာပဲတလန်းလုံးမောပန်းလာတဲ့ပင်မလာတဲ့အားလုံးကရုတ်တရက်ပြောက်ကွယ်ပြီးစိတ်ကအတစ်တပံပြက်လင်လေးခွာလာတယ်ပေါ့နော်ဒါကတော့ရေမစော့ခင်မှာ DJ နဲ့အကြီးအကျယ်ကဲညာဖြစ်ပါတယ်ကဲရေထဲဆင်းมาတော့မယ်ဒါကတော့ရေထဲဆင်းမ1 2 3 go ရေကအရန်အေးတယ်တော်အေးတယ်တောင်မွားဆင်းလာတော့အရန်ပူတယ်ခံစားရပေမဲ့ရေထဲဝင်มาချင်မှာအရန်အေးတယ်တဆင့်ချင်းတဆင့်နဲ့ရေကကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းတွေကိုတိလေအေးတက်ကလွန်ကေးလေကွာပို့ပြီးတော့ကြောက်နေရေထဲခုန်ချလိုက်ပြီဒါပေမဲ့ဘလောက်ပဲအေးတယ်ပြောတကယ်ရေထိဝါးရဆိုလို့ရှိရင်ရေတူမာလေးတွေလိုပဲပေါ့နော်ရေထဲကပြန်မတက်တဲ့အဖွဲပါရှင်ကဲဘလို့တွေကဲလဲအမှလာကြည့်လိုက်တော့ဝိုင်းလို့ကတော့မတက်သေးဘူးသေတော့မယ်
အရန်အေးနေရမို့လို့ကော်ဖီပူလေးတစ်ခါတောက်ပြီးတော့လေအနွေတက်လုံခဲ့ပါရရှင်အသွားမှနေပင်မတာမဟုတ်ပါဘူးအပြန်ကိုလည်းဖတ်ဖတ်မောအောင်ပင်မပါရရှင်အော်ဒါလေဘဟုတတအနေနဲ့ရိုက်လာတာပေါ့နော်ဒီအန်ဒီကလေအရန်မောလာတာပေါ့ခေါ်ပြောချင်တာကနှလုံးတော့အမောဖောက်တတ်တော့ယောဂမျိုးရှိတယ်ဆိုလို့ရှိဒါမျိုးခရီးတွေကိုရှောင်မှာလမ်းလျှောက်ပြီးသွားတဲ့ခရီးစဉ်မျိုးပို့လို့တောင်ရှောင်မှာပေါ့နော်ဒီအန်ဒီလည်းအမြန်ဆုံးတက်တာပါစေလို့ဆုတောင်းပေးပါတယ်ဒါလေးကတော့ဘဟုတတအနေနဲ့ရိုက်လာတာဖြစ်ပါတယ်ရှင်အပြောင်းတော့ဒီပုံစံပြန်လာပေါ့နော်ဒီမှာ9ရောက်ပြီးရင်ဒီမှာတက်ညောက်ခဲထားမနေခေါ်ရရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မိသားစုတငယ်ချင်းတွေနဲ့လည်းခရီးတွေအများကြီးထွက်နိုင်ပါစေရှင်